ဆောင်းလေအေးတဲကတိုက်ပွဲများနဲ့ပြိုကျသွားတဲ့ခံတပ်ကြီးကောင်မလေးတွေအပြင်မှာဆောင်းလေကတဖြည်းဖြည်းအေးလာပြီနော်ကိုအင်ကြီးအိတ်တက်ထဲလက်ထက်ထားပြီးကိုပြောပြမဲ့ပုံမြင်လေးကိုစက်နားထောင်ပေးပါဦးအရင်ပိုင်းမှာတော့က Manchester United ရဲ့ရက်တန့်မရတဲ့နိုင်ပွဲဖက်ယထာကြီးအကြောင်းပြောပြခဲ့တယ်မလားအခုကိုဆက်ပြောပြမှာကအဲ့ဒီယထာကြီးစောင်းရာဒီရဲ့အေးတန်တဲ့အဆိုးရွားဆုံးရန်တော်တော်ကြီးကိုရင်ဆိုင်ရတဲ့အကြောင်းပဲမြောက်ဥက္ကလာကစောင်းညညာနဲ့အင်္ဂလိပ်တို့ရဲ့ခရစ်မတ်2000ခုနှစ်ရဲ့ဒီဇင်ဘာလအဲ့ဒီအချိန်ကမြောက်ဥက္ကလာရဲ့စောင်းရာဒီညချိုင်းတွေကအခုခေတ်ထက်ပိုပြီးအေးချိုင်းတယ်လို့ပဲကောင်းပါလေရဲ့လမ်းမီးတိုင်မိန်မိန်လေးတွေအောက်မှာမြူကိုတွေစိုင်းနေတတ်တယ်ကိုဆိုရင်အမေထိုးပေးထားတဲ့သုံးမွေးဆွဲတာအထူးကြီးကိုဝစ်ခေါင်းစွပ်လေးစွတ်ပြီးလက်ဖက်ရည်ဆိုင်ကိုပြေးရအင်္ဂလိပ်ပရီးမီးယားလိဂ်ဆိုတာကတကဘာလုံးကလိဂ်တွေခရစ်စမတ်မှာအနားယူကြချိန်မှာသူတို့ကပွဲစဉ်တွေပိုတောင်ကြက်ထီတာတပတ်ကို2ပွဲ3ပွဲလောက်စက်တိုက်ကန်အားတဲ့ festive fixtures ကာလာကြီးလေးကစားသမားတွေလည်းပင်ပန်းဒဏ်ရာတွေလည်းရနေတကယ်ကိုအသင်းတသင်းရဲ့စိတ်ဓာတ်ခိုင်မာမှုကိုစမ်းသပ်တဲ့အချိန်ပဲအချိန်ရေးမှလည်းအဲ့ဒီလိုအချိန်မျိုးတွေရှိတယ်ကောင်းပါလေရဲ့အရာရာตายရနေတဲ့အချိန်မှာချစ်ရတာလွယ်ကူပေမဲ့နှစ်ယောက်စလုံးအလုပ်တွေပင်ပန်းစိတ်ဖိစီးမှုတွေများနေတဲ့ကာလမျိုးရောက်လာတဲ့အခါအချင်းချင်းဘလောက်ဖေးမှကူညီနိုင်လဲဘလောက်နားလေပေးနိုင်လဲဆိုတာကကိုတို့နှစ်ယောက်ရဲ့ရှေ့ဆက်ရမယ့်ခရီးအတွက်တကယ်စမ်းသပ်ချက်တွေပဲလीအနီရောင်တွေးစစ်ပွဲတို့မဟုတ်ရန်တော်ရောကြီးလီဗာပူးဒီဇင်ဘာလရဲ့ပွဲချက်တွေထဲမှာကိုအတွက်ရော United ပရိသတ်တကဘာလုံးအတွက်ရောအကြီးအကြီးဆုံးအရင်ခုံရဆုံးတွေးအဆူဆုံးပွဲတစ်ပွဲပါလာတယ်အဲ့လာကတော့ဒီဇင်ဘာ18ရက်နေ့မှာကစားရမယ်လီဗာပူးနဲ့ပွဲပဲအင်္ဂလိပ်ဘောလုံးလောကမှာ Manchester United နဲ့လီဗာပူးဆိုတာရေနဲ့မီးမွေနဲ့ပွေးလိုပဲသမိုင်းကြောင်းအရာရောအောင်မြင်မှုအပြိုင်ဆိုင်အရာရောအမြဲတမ်းတင်းမာနေတဲ့အကြီးမားဆုံးပြိုင်ပတ်တွေလေဘယ်အသင်းကိုပါရှုံးလီဗာပူးကိုတော့အရှုံးမခံနိုင်ဘူးဆိုတဲ့မာနမျိုး United ပရိသတ်ဒိုင်းရဲ့ရင်ထဲမှာရှိတယ်အဲ့ဒီနေ့ကကိုတို့အိမ်ကွင်း Old Trafford မှာကစားရတာလက်ဖက်ရည်ဆိုင်ထဲမှာလဲလေထုကမီးပွင့်မတာပူလောင်နေတယ်မန်ယူပရိသတ်တွေကတစ်ဖက်လီဗာပူးပရိသတ်တွေကတစ်ဖက်ဆိုင်ရှင်ကတော့ရန်ဖြစ်ကြမှာဆိုလို့ခွက်တွေပန်းကွယ်တွေကိုတတိချားနေရရဲ့အနေထားမျိုးပွဲစတာနဲ့ကွင်းထဲမှာရောအပြင်မှာရောအကျိတ်နေပဲရိုင်ကင်းလို့ပေါ့စကိုစ်လို့ကိုရုရဲ့ကွင်းလေသူတွေကလီဗာပူးကစားသမားတွေနဲ့အသေးအလဲဖျက်ထုတ်လူရက်ကစားကြတယ်စတီဗန်ဂျာရက်တို့မိုက်ကယ်အိုဝန်တို့ပါရဲ့လီဗာပူးကလည်းလုံးဝအရှောင်မပေးဘူးကောင်းပါလေပွဲကတော်တော်လေးတင်းမာနေပြီးနှစ်ဖက်လုံးအမှားအယွင်းမခံရရဲအောင်ထင်နေတယ်ဒါပေမဲ့ပထမပိုင်းပြီးကနီး43မိနစ်ကိုရောက်လာတဲ့အခါလီဗာပူးကကိုရုပန်နတီဧရိယာထိပ်နားလေးမှာပစ်စင်ပွဲတို့မဟုတ်ဖရီကစ်ရသွားတယ်အဲ့ဒီဖရီကစ်ကိုကန်ဖို့လီဗာပူးကွင်းလေလူဒန်နီမာဖီကဘောလုံးကိုတေချာချတယ်လူတိုင်ကာထားတဲ့ကိုရုကစားသမားတွေရဲ့မျက်နှာတွေကတင်းမာနေတယ်ကိုဆူရီအပြင်လက်ဖက်ရည်ဆိုင်ခုံကိုကြစ်ပအောင်စုပ်ထားမိတာဒန်နီမာဖီကန်လိုက်တဲ့ဘောလုံးကလူတိုင်ကိုကြော်ပြီးကိုရုဂိုသမားကြီးဖေဘီယန်ဘတ်သက်စ်ရဲ့လက်မလန်းမီတဲ့ထောင်စွန်းလေးထဲကိုလှလှပပရီတန်းဝင်သွားတော့တာပဲဂိုးလီဗာပူးပရိသတ်တွေရဲ့အောင်ပြဲခံတန်းကလက်ဖက်ရည်ဆိုင်အမှုပွေးထွာသွားမလားထင်တယ်လို့အောင်ကျင်းလောင်သွားတယ်ကိုရု United ပရိသတ်အားလုံးစွန့်အားပြီးတိတ်ဆိတ်သွားတယ်ဒုတိယပိုင်းတစ်ပိုင်းလုံး United ကစားသမားတွေသွေးယူသွေးတန်းနဲ့ခြေပတ်ကိုရဖို့ကြိုးစားကြသေးတယ်ဒါပေမဲ့ကန်ကမလိုက်ဘူးကောင်းပါလေပွဲချင်း80မိနစ်လောက်ရောက်တဲ့အခါကိုရုဘက်ကလူစားဝင်လာတဲ့လူနဲ့ကစားသမားလီ Luke Chadwick ဆိုရင်စိတ်မထိန်နိုင်ပြီးလီဗာပူးကစားသမားကိုနောက်ကနေဝင်ဖြတ်မိသူတိုက်ရိုက်အနီးကက်ထိပြီးအထောက်ခံလိုက်ရသေးတယ်ပွဲပြီးခရာမုံလိုက်တဲ့အချိန်မှာတော့ result က Manchester United 0 Liverpool တကိုးပါပဲအဲ့ဒီရှုံးပွဲကတာမန်ရှုံးပွဲတစ်ခုမဟုတ်ဘူးကောင်းပါလေ
ကိုတို့ရဲ့အိမ်ကွေး Old Trafford မှာရှုံးပွဲမရှိစမ်းချိန်ထားနေတာနှစ်နှစ်နီးပါးလောက်ရှိနေပြီလေဘဲထူလာ Old Trafford မှာတော့အသေးပဲဆိုရဲကိုတို့ရဲ့ဂုံယူစရာခံတက်ကြီးဟာအစိုးရဆုံးရန်တော်တော်ကြီးရဲ့လက်ချက်နဲ့ပြိုလဲသွားခဲ့ရတာအဲ့ဒီနာကအေးတန်နဲ့အယိုးလေးထိစိတ်ဝင်သွားသလိုခံစားရတော့ကြခေါင်းငိုက်ဆိုင်ကြားပြီးအိမ်ပြန်လာတဲ့3နှစ်အရွယ်ကောင်လေးရဲ့ရင်ထဲမှာအသေးကွက်သလိုနာကျင်နေရတာပေါ့လေကိုတို့ချစ်သူနှုတ်ကြမှာလဲတခါတလေကိုယုံကြည်ဆုံးလို့ထင်ထားတဲ့နားလည်မှုတွေယုံကြည်မှုတွေရုတ်တရက်ပြိုလဲသွားချက်တဲ့အခိုက်အတန့်မျိုးရှိတတ်တယ်လေမမျော်လင့်ထားတဲ့စကားတခွင်းအထင်လွဲစိတ်သေးသေးလေးတစ်ခုကနေကြီးမားတဲ့ရန်ဖင်ကြီးဖြစ်သွားပြီးကိုတီဆောက်ထားတဲ့အချစ်ခံတဲ့ကြီးပြိုလဲသွားသလိုခံစားရတဲ့အခြေမျိုးပေါ့အဲ့ဒီလိုအခြေမျိုးမှာနာကျင်ရတာစိတ်ဖြတ်မှုတွေကစကားနဲ့တောင်ဖော်ပြမရနိုင်အောင်ပါပဲအရှုံးကိုသင်ခန်းစာယူတဲ့ချန်ပီယံများဒါပေမဲ့ကောင်းပါလေရဲ့တကယ်ချန်ပီယံစစ်ဆိုတာအရှုံးနဲ့ရင်ဆိုင်ရတဲ့အခါငိုကြွေးပြီးအရှုံးမပေးသွားကြဘူးအဲ့ဒီအရှုံးကနေနာကျင်မှုကိုခွန်အားပြောင်းပြီးပြန်ထလာတတ်ကြတယ်United ကစားသမားတွေလည်းလီဗာပူးကိုရှုံးခဲ့တဲ့နာကျင်မှုကိုကြမခံစားနိုင်ဘူးခရစ်စမတ်ပွဲချက်ကာလမှာသူတို့ဘလောက်စိတ်ဓာတ်မာကျော်လဲဆိုတာကိုချက်ချင်းတက်တည်ပြခဲ့ကြတယ်လီဗာပူးကိုရှုံးပြီး6ရက်အကြာဒီဇင်ဘာ23ရက်နေ့မှာ Ipswich အသင်းကိုအိမ်ကွင်းမှာလက်ခံကစားရတယ်အဲ့ဒီပွဲမှာကိုတို့ရဲ့ခလေးမျက်နှာနဲ့တိုက်စစ်မှုကြီးအိုလီဂန်ဒါဆူရှာကပထမပိုင်းမှာတင်2ဂိုးသွင်းယူပြီး2ဂိုး0နဲ့နိုင်အောင်ကစားပြခဲ့တယ်။ပြီးတော့အင်္ဂလိပ်တို့ရဲ့အထွတ်အမြတ်ထားတာ Boxing Day လို့ခေါ်ရဲဒီဇင်ဘာ26ရက်နေ့ပွဲစဉ်အဲ့ဒီနေ့က Aston Villa ရဲ့အင်ကွေ Villa Park ကိုတွားကစားရတယ်။ပွဲကတော်တော်လေးကစားရခက်တယ်။80မိနစ်ကျော်တဲ့အထိဂိုးမရှိတရေဖြစ်နေတာ။ဒီနေ့တော့တရေကြမိထင်ပါရဲ့လို့အားလုံးကထင်နေတဲ့အချိန်ပွဲချိန်85မိနစ်လောက်ရောက်တော့ညာတောင်ပန်ကနေဒေးဗစ်ဘက်ခန်ကဘောလုံးကိုကွေးကွေးလေးဖျက်တင်လိုက်တယ်။အဲ့ဒီဘောလုံးကိုပြေးထွာလာတဲ့ဆူရှာကပဲခေါင်းတိုက်ပြီးတွင်းယူသွားပြန်ကော။တကိုးစီရိုနဲ့အဖိုးတန်အဝေးကွင်းနိုင်ပွဲရခဲ့ပြန်ကော။အဲ့ဒီပွဲအပြီးမှာဆာ Alex Ferguson ကပြုံးပြီးပြောခဲ့မှုတယ်။ဒီအသင်းရဲ့အကောင်းဆုံးအချက်ကအခြားအသင်းတွေတရေနဲ့ကျင်းတတ်မဲ့အချိန်မှာသူတို့ကနိုင်အောင်ဆက်ကြိုးစားနေတာပဲတဲ့။ပြန်လဲတိဆောက်ခြင်းရဲ့အလှတရားဘလောက်ပဲဆိုရတဲ့အရှုံးနေမှကြီးနဲ့ဂျုံခဲ့ရပါစေနောက်ပွဲတွေမှာမာမလျော့ပဲပြန်ထလာတဲ့ United ရဲ့စိတ်ဓာတ်ကကိုကိုအများကြီးသင်ခန်းစာပေးခဲ့တယ်ကောင်းပါလေရဲ့ကိုတို့နှစ်ယောက်ရဲ့အချစ်ရေးမှာလဲအထင်လွဲမှုတွေနာကျင်မှုတွေကြောင့်ပြိုလဲသွားတဲ့အချိန်တွေရှိခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဒီအပြစ်အစည်းတွေဂျားထဲမှာပဲထိုင်ငုံမနေပဲတယောက်လက်တယောက်ပြန်တွဲပြီးနားလည်မှုတွေယုံကြည်မှုအသစ်တွေနဲ့ကိုတို့ရဲ့အချစ်ခံတတ်ကြီးကိုအရင်ကတည်းပိုခိုင်းမအောင်ပြန်တိဆောက်လိုက်ခဲ့တာလေအဲ့ဒါကအရှုံးတွေကနေတင်ယူပြီးရှေ့ဆက်ထဲလူရလာတဲ့ကိုတို့ရဲ့လှပတဲ့အောင်မြင်တွေပဲပေါ့ကဲဒီဇင်ဘာလရဲ့အေးတန်ကိုအန်တိုပြီး United အထားကြီးကတော့နှစ်တစ်ထဲကိုဥတီသွားနေပြီနှခုံးတစ်အချိန်မှာသူတို့ကိုစောင့်ကြိုနေမဲ့အစ်တွေစိန်ခေါ်စရာကြောင်ကြောက်တွေဘက်ဟမ်နဲ့ဆိုရှာတို့ရဲ့ရင်ခုန်စရာသွင်းကိုတွေအကြောင်းကိုအပိုင်း9မှာကိုဆက်ပြောပြရင်ကောင်းမလေးနားထောင်အောင်မလား